မင်္ဂလာပါရှင်ကျမတို့ channel နဲ့ပြန်လည်ကြိုဆိုလာရေးပါရှင်ကျမတို့ channel နဲ့နောက်ဆုံးသတင်းများကိုစတင်ဆက်ပြီးတော့မှဖြစ်ပါရှင်နေပြီးတော့အကျွင်းအမြင့်ဆုံးအစိမ့်လှုပ်ချုပ်ရင်းနဲ့လေချောင်းရကာကွယ်စနစ်များကိုအထူးတင်းကျပ်စွာချထားတဲ့ခြားကနေကျောင်းရင်းပူပေါင်းတပ်ဖွဲ့များရဲ့နေပညာမြင့်အသေးခံသရုပ်တပ်ဖွဲ့များကစက်ကောက်စီရဲ့ဗဟိုချက်နဲ့စီယုံချုပ်တည်ရှိရာအချက်ချကြတဲ့နေရာများကိုမဟာဗျူဟာမြောက်ကွက်တိဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီးဖြစ်ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုအကျွေးမှာပောက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီးအဆိုပါပောက်ကွဲမှုအကျွေးမှာစကောက်စီအုပ်ထားမြောက်လိုက်ကိုရိုင်းထိခိုက်ဒဏ်ရာရရှိသွားနိုင်ကြောင်းစစ်တပ်ဘက်ကနေတဲ့များထွက်ပေါ်လာလျက်ရှိနေကြောင်းသိရပါတယ်အဆိုပါဆန်းစစ်တဲ့နေကြောင်းစစ်စင်ရေးတွင်တော်ရင်အဖွဲ့များတွင်ရေဒါနဲ့လုံခြုံရေးစနစ်များကိုရှောင်ကွင်းနိုင်တဲ့ခါမေကားစီအသေးခံတို့အမြောက်များကိုအကွက်ကြကြအုပ်ပြုကမြောက်နိုင်တက်ရောက်နေတဲ့အရှိပေါ်အစည်းအဝေးကျင်းပရနေရသို့မဟုတ်၎င်းရဲ့အထူးခိုလိုရစင်မြင့်ပြကုကဲမှုရုပ်စီတို့ဦးတီဝင်ရောက်အသေးခံဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြင်းထန်တဲ့ပောက်ကွဲမှုများကြောင့်အဆောက်အအုံများပျက်စီးသွားတဲ့အပြင်စစ်ကောင်းဆောင်ကိုယ်တိုင်ကထိခိုက်မှုများရှိသွားခဲ့တဲ့ပြင်နေပြီးတော့စစ်ဖက်ဆိုင်ရာစီးရုံးကြီးတွင်အထူးရေးပေါ်ဆရာဝန်ကြီးများဖြင့်လိုအပ်ကူတတ်မှုများပြုလုပ်နေကြောင်းသတင်းများထုတ်ပေါ်နေတာကိုတွေ့ရှိရပါတယ်ရှခုကဲ့သို့ကာကွယ်ရေးအထူးအစင်းမြင့်ထားတဲ့နှလုံးတပ်ဖို့နယ်မြေအတွင်းအသေးခံတို့များဖြင့်တိုက်ခတ်ခံရပြီးမြောက်လိုက်ထိခိုက်နိုင်ချေရှိတဲ့ဆိုတဲ့သတင်းထွက်ပေါ်လာခြင်းကြောင့်နေပြီးတော့ရှိဒုတိယခေါင်းဆောင်များနဲ့ဗိုလ်ချုပ်ကြီးများသည်၎င်းတို့ရဲ့အထွတ်ထိပ်ခေါင်းဆောင်လဲပြူလူနေပါဖြစ်ကစေုပ်စုတကူလုံးဥကောင်ပြတ်သွားမဲ့အခြေအနေကိုရင်ဆိုင်ရတဲ့ဖြင့်အကြီးကျယ်တွေးပြချောက်ချကလောဘကဘာပြတ်မသက်တုံးလုံးချောက်ချလျက်ရှိနေကြောင်းရေးသားဖော်ပြထားပါတယ်စီးရင်နဲ့နိုင်ငံရေးမဟာဗျူဟာအကဲခတ်များကတော့တော်ရင်တပ်ဖွဲ့များရဲ့ရှခုကဲ့သို့ရရင်ပြတ်သားကခါမေကာစေတရုပ်စစ်စင်ရေးကြီးဒီနဲ့မြောင်လိုက်ထိခိုက်မှုရှိနေတဲ့ဖြစ်စဉ်ဒီတရားမဝင်ဆုံးစုရကာကွယ်စနစ်လုံးဝအတုံးမကြတော့ပဲပြိုလဲသွားပြီးဖြစ်ကြောင်းတက်တည်ပြလိုက်ခြင်းဖြစ်ပြီးဒီဖြစ်ရဟာဆန္ဒရှင်စနစ်အပိသက်နေကိုချုပ်ပြတ်သုံးရင်းနဲ့မြန်မာလူတော်ရဲ့အန်တီမတ်အောင်ပွဲကိုရပ်ပိုင်းအတွင်းအရှိဟိုဖြစ်ဆက်ရောက်သွားစေတော့မဲ့အကြီးမားဆုံးသောတမိုင်းအလက်ပြောင်းကြီးဖြစ်ကြောင်းပြတ်သားစွာသုံးသပ်ပြောဆိုလျက်ရှိပါတယ်ဆက်လက်ပြီးတော့နန်စီတဲ့ဝန်ထမ်းများနိုင်ငံကူလက်မှတ်များခိုးလုပ်ပါကချက်ချင်းပြလက်အနံ့ရနဲ့မအနံ့မကစုံခုံဖွဲ့အရေးယူမယ်လို့စစ်တပ်ကအမိန့်ထုတ်ပြီးဝန်ထမ်းများရဲ့ခင်မောဇနီးသားသမီးများပြည်ပထွက်ရန်နိုင်ငံကူလက်မှတ်လျှောက်ထားမိဆိုပါကဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရယူရမှာလို့ဆိုတဲ့သတင်းတင်ဆက်ပေးမှာဖြစ်ပါတယ်အကြံဖက်မင်းအွန်လိုင်းအတွက်အလုပ်လုပ်နေတဲ့နယ်စီတဲ့ဝန်ထမ်းများအနေဖြင့်ဝန်ကြီးဌာနကိုအသိပေးခြင်းမရှိဘဲနိုင်ငံကူလက်မှတ်များခိုးလုပ်ထားပါကချက်ချင်းပြလက်အနံ့ရနဲ့မအနံ့ဘက်ကစုံခုံဖွဲ့အရေးယူမယ်လို့ဝန်ကြီးဌာနများအားလုံးတွေအမိန့်ထုတ်ထားကြောင်းသိရပါတယ်အကြံဖက်မင်းအွန်လိုင်းကအာဏာသိမ်းတဲ့အချိန်ကတည်းကနန်စီတဲ့ဝန်ထမ်းများကိုတာမန်နိုင်ငံကူလက်မှတ်လျှောက်ထားခြင်းမပြုရန်အမိန့်ထုတ်ပြန်ခဲ့ကြောင်းထို့သောအမိန့်ထုတ်ပြန်ခဲ့တော်လည်းပဲဝန်ထမ်းများကနီလန်မျိုးဆိုဖြင့်နိုင်ငံကူလက်မှတ်များခိုးလုပ်ကြတဲ့ဖြင့်မကြာခဏဆိုသလိုခိုးဝက်လျှောက်ထားရယူထားတဲ့နိုင်ငံကူလက်မှတ်များပြလက်အနံ့ချရန်အမိန့်ထုတ်လာကြောင်းယခုနှစ်ဇွန်လအတွင်းတွင်လည်းနန်စီတဲ့များနိုင်ငံကူလက်မှတ်များလက်ဝယ်ရှိနေပါကချက်ချင်းအနံ့ရညွှန်ကြားအမိန့်ပေးလာကြောင်းသိရှိရပါတယ်ဝန်ထမ်းတွေကိုနိုင်ငံကူလက်မှတ်အနီးကိုင်းခွင့်မပြုဘူးကိုယ့်ဟာကိုယ်စီစဉ်နဲ့လျှောက်ထားရယူထားတဲ့ဆိုရင်လည်းပြန်အပ်ရမယ်မအပ်ရင်အရေးယူမယ်တကယ်လို့ဝန်ကြီးဌာနကဝန်ထမ်းတွေကိုပြည်ပစီလို့မယ်ဆိုရင်လည်းဝန်ထမ်းအထူးနိုင်ငံကူလက်မှတ်ထုတ်ပေးမယ်နိုင်ငံကူလက်မှတ်ပြန်မအပ်ရင်စုံခုံဖွဲ့အရေးယူမယ်လို့ညွှန်ကြားထားပါတယ်လို့နေပြီးတော့ဝန်ထမ်းတရေမြစ်ကပြောဆိုထားပါတယ်ရှင်းပြနေစီတဲ့ဝန်ထမ်းများရဲ့ဇနီးခေပေါ်သားသမီးများအနေဖြင့်ပြည်ပထွက်ခွာခြင်းနဲ့နိုင်ငံကူလက်မှတ်လျှောက်ထားမိဆိုပါကသက်ဆိုင်ရာဝန်ကြီးဌာနထံသို့ခွင့်ပြုချက်ရယူမှာဖြစ်ကြောင်းသိရှိရပါတယ်တာမန်ဝန်ထမ်းတွေကစားလို့အရာရှိအရာခံတဲ့အစုံခင်မောဇနီးသားသမီးအကုန်ပြပထွက်တာတွေနိုင်ငံကူလက်မှတ်လျှောက်ထားရေးတက်ဆိုင်ရာဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ပါမှရမယ်မပါရင်အရေးယူခံရမယ်ဆိုတာနဲ့ထပ်ပြီးညွှန်ကြားထားပါတယ်လို့နေပြီးတော့ဝန်ထမ်းသတင်းမြစ်ကဆက်လက်ပြောဆိုထားပါတယ်တခြားတစ်ဖက်တွင်လည်းစစ်တပ်နဲ့ရဲများရဲ့မိသားစုဝင်များကိုလည်းပြပထွက်ခွာခွင့်နဲ့နိုင်ငံကူလက်မှတ်ရယူမှုများခိုးချုပ်ကိုယ်ဝယ်မလုပ်ဆောင်ရန်အထူးညွှန်ကြားချက်တည်းထုတ်ပြန်ထားကြောင်းလည်းသိရှိရပါတယ်ဆက်လက်ပြီးတော့ထိုင်းနိုင်ငံရှိမြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအတွက် CI ထုတ်ပြီးသောစင်တာများတွင်တရားဝင်အခန့်ကြီးငွေထည့်ပုံမကောက်ခံမှုများရှိနေ၍နိုင်ငံဆွေးနွေးမယ်လို့ထိုင်းအလုပ်သမားဝန်ကြီးထုတ်ဖော်ပြောဆိုလာတဲ့ဆိုတဲ့သတင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက်ဖွင့်လှစ်ထားတဲ့ CI စင်တာများတွင်သတ်မှတ်ထားတဲ့တရားဝင်အခန့်ကြီးငွေထည့်ပုံမတောင်းခံကပြေစာမပေးဘဲငွေကြေးကောက်ခံမှုများရှိနေ၍မြန်မာဘက်နဲ့ဆွေးနွေးက CIစင်တာဝန်ဆောင်မှုများပုံမကောင်းမွန်လာရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းထိုင်းလူ့သမားဝန်ကြီးဂျူလာဖန်အမွန်ဝီဝက်ကပြောကြားထားလည်းဖြစ်ပါတယ်။ CI စင်တာတွင် CI ရရှိရေးပုံမှန်တတ်မှတ်ထားတဲ့အခက်အခဲဝင်အပြင်ပြေစာမပေးဘဲပုံငွေကြေးများတောင်းခံနေကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနကရင်ကိစ္စကိုအလေးထားစစ်ဆေးနေချက်ဖြစ်ကြောင်းသိရပါတယ်။ထိုင်းအလုပ်သမားဝန်ကြီးဂျူလာဖန်ကနိုင်ငံခြားသားအလုပ်သမားများကိုတရားဝင်စနစ်အတွင်းဝင်ရောက်လာစေဟာတရားမဝင်တဲ့ဆက်ဖြတ်ကျော်ဝင်ရောက်လာမှုများကိုဖျက်တောက်ရတဲ့ထိုင်းအလုပ်ရှင်များရဲ့အခွင့်အရေးများကိုကာကွယ်ပေးရန်အရေးကြီးကြောင်းပြောဆိုခဲ့ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့စီအိုင်စင်တာများအတွင်းအပေါ်ငွေတောင်းခံမှုများနဲ့ပတ်သက်၍ထိုင်းအလုပ်သမားဝန်ကြီးဌာနကလျှို့ရှုထားခြင်းမရှိဘဲအလောက်ကန်ရှာဖွေရေးဦးစီးဌာနကိုမြန်မာနိုင်ငံရှိတပ်ဆိုင်ရာအဖွဲ့အစည်းများနဲ့အများဆုံးဆက်သွယ်၍အချက်အလက်များစစ်ဆေးရန်ညွှန်ကြားထားကြောင်းသိရပါသည်။ထို့ပြင်တရားဝင်လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့မြန်မာအလုပ်သမားများနဲ့ထိုင်းအလုပ်ရှင်များထိခိုက်နစ်နာမှုမရှိစေရန်ကြိုတင်ကာကွယ်ရေးအစီအစဉ်များချမှတ်သွားမှာဖြစ်ကြောင်းဝန်ကြီးကပြောဆိုထားပါတယ်။ CI စင်တာများဖွင့်လှစ်ရခြင်းရဲ့ရည်ရွယ်ချက်မှာရှစ်ဖြောင်အလုပ်သမားများနိုင်ငံသားစစ်စစ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရတဲ့နိုင်ငံကူးလက်မှတ်အစားထိုးပြုနိုင်တဲ့မိသူမျိုးဝဖြစ်ကြောင်းတက်တည်ခံလက်မှတ် CI ထုတ်ပြန်ရဖြစ်ကြောင်းသိရပါတယ်။ CI လက်မှတ်ရရှိပြီးပါကအလုပ်သမားများသည်ထိုင်းနိုင်ငံအတွင်းတရားဝင်လုပ်ကိုင်နိုင်တဲ့အပြင်ထိုင်းနိုင်ငံသို့ဝင်ထွက်သွားလာမှုများကိုလည်းဥပဒေနဲ့အညီဆောင်ရွက်နိုင်မှာဖြစ်ကြောင်းထိုင်းအလုပ်သမားဝန်ကြီးဌာနကဆိုထားပါတယ်။ထိုင်းနိုင်ငံတွင်ရခိုင်ကမြန်မာလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတို့က၎င်းတို့ရဲ့နိုင်ငံသားအလုပ်သမားများအတွင်းနိုင်ငံသားစစ်စစ်ရေးလုပ်ငန်းများလာရောက်ဆောင်ရွက်ကြတော့လည်းပဲလက်ရှိအချိန်မှာမြန်မာနိုင်ငံတနိုင်ငံတည်းကCI လက်မှတ်ထုတ်ပေးရေးလုပ်ငန်းများကိုဆောင်ရွက်နေကြောင်းသိရှိရပါတယ်။2025ခုနှစ်ဧပြီလ1ရက်နေ့ထိုင်းအစိုးရဖွဲ့ကထိုင်းနိုင်ငံအတွင်းမြန်မာ CI စင်တာများဖွင့်လှစ်ရန်သဘောတူဆုံးဖြတ်ခဲ့ပြီးစင်တာအတွင်းမှာလုပ်ငန်းဆောင်ရွက်မှုအလုံးကိုမြန်မာဘက်ကတစ်ဖက်တည်းတာဝန်ယူလုပ်ကိုင်နေခြင်းဖြစ်ကြောင်းထိုင်းလုပ်သမားဝန်ကြီးကရှင်းလင်းပြောဆိုထားပါတယ်။ထိုင်းအလုပ်ခံရှာဖွေရေးဦးစီးဌာနအနေဖြင့် CI စင်တာအတွင်းလုပ်ငန်းများကိုတိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲစင်တာပြင်ပလုံခြုံရေးနဲ့စနစ်တကျလက်ပတ်နိုင်ရေးအပါအဝင်အထူးအဆင်ပြေချုံးမှုရေးကိုတာကြီးကျက်ဆောင်ရွက်ပေးနေကြောင်းသိရပါတယ်။လက်ရှိတွင်စမုစခွန်စပွန်ပရာဂန်ဆူရတ်ဌာနီနဲ့ချင်းမိုင်ပြည်နယ်တို့၌စီအိုင်စင်တာ၄ခုဖွင့်လှစ်ထားပြီးချောဘူရီပြည်နယ်အတွင်းမှာလည်းမိုဘိုင်းစီအိုင်ရွေးလျာဝန်ဆောင်မှုအဖွဲ့ဖွင့်လှစ်ဆောင်ရွက်နေကြောင်းသိရပါတယ်။2024ခုနှစ်စက်တင်ဘာလ24ရက်နေ့ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရစီရင်တွင်းထားတဲ့ရွှေ့ပြောင်းအလုပ်သမားများအနက်3,9,429 ဦးဟာစီအိုင်လက်မှတ်များရရှိပြီဖြစ်ကြောင်းထိုင်းနာပများကထုတ်ပြန်ထားပါတယ်။ထိုင်းလောက်ကန်ရှာဖွေရေးဦးစီးဌာနညွှန်ကြားရေးမှူးဆွန်ချိုင်မိုရာကော့စရီဝမ်ကစီယန်စင်တာများအတွင်းပွဲစားခနဲ့အပေါ်ဝန်ဆောင်ခများတောင်းခံနေသည့်ဆိုတဲ့တဲ့များထွက်ပေါ်လာပြီးတဲ့နောက်မြန်မာအလုပ်သမားတန်းရရှိကိုခေါ်ယူတွေ့ဆုံကတိုင်ကြားချက်များနဲ့ပြဿနာကာကွယ်ရေးနည်းလမ်းများကိုဆွေးနွေးခဲ့ကြကြောင်းပြောဆိုထားခဲ့လည်းဖြစ်ပါသည်။ထို့ပြင်ထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ရုပ်ထံသို့လည်းစီအန်စင်တာအလုံးအတွင်းအပေါ်ငွေကြေးကောက်ခံမှုများရှိမရှိအချက်အလက်များစစ်ဆေးပြီးရန်တရားဝင်စာပေးပို့တောင်းဆိုထားကြောင်းလည်းသိရပါတယ်။ရင်းကိစ္စကိုဇွန်လ22ရက်နေ့တွင်ကျင်းပတဲ့ထိုင်းမြန်မာနည်းပညာဆိုင်ရာအစည်းအဝေး၌အထက်တွင်ဆွေးနွေးမှာဖြစ်ပြီးစီအိုင်စင်တာများအတွင်းအပ်ဒေးလိုက်စားမှုနဲ့အပေါ်ငွေတောင်းခံမှုများမဖြစ်ပေါ်စေရန်လက်တွေ့ကျတဲ့အစီအမံများချမှတ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ထို့ပြင်စီအိုင်ဝန်ဆောင်မှုများကိုပွင့်လင်းမြင်သာမှုရှိစေရန်စစ်စစ်အသိပြုနိုင်ရန်နဲ့ဝန်ဆောင်မှုရယူသူအားလုံးအပေါ်မှာမျှတမှုရှိစေရန်ဆောင်ရွက်သွားမှာဖြစ်ပြီးစီအိုင်စင်တာရှိနေတဲ့ပြည်နယ်များမှာအလုပ်ကိုင်ရှာဖွေရေးရုံးများကိုလည်းအနေကစောင့်ကြည့်စစ်ဆေးရန်တာဝန်ပေးသွားမှာဖြစ်ကြောင်းထိုင်းအလုပ်ကိုင်ရှာဖွေရေးဦးစီးဌာနကထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြောင်းရတင်ဆက်ပေးမှုကိုဒီမှာပဲကြထားလောက်ကိုပြပါရှင်။နောက်ထပ်ပြည်တွင်းပြပသတင်းများတော်ရင်းသတင်းများနဲ့နောက်ဆုံးရသတင်းများနဲ့အထူးပြန်လာပါမယ်။ပရိသတ်များအားလုံးပဲရှင်နဲ့ရှင်မြင်ကြပါစေရှင်။